မိဘတို့ရဲ့ကျေးဇူးကိုဆက်သောအဖြစ်မွေးနေ့တိုင်းမှာတရားတစ်ပုဒ်တစ်ပုဒ်ဟောပေးမယ်လို့ရည်ရွယ်ထားခဲ့ပါလေ။ရည်ရွယ်ထားတဲ့အတိုင်းတရားတစ်ပုဒ်ဟောဖို့ရအချိန်ဟာအကြောင်းညီညွတ်စွာနဲ့ရောက်ရှိလာပြီလို့ဆိုရမှာဖြစ်တယ်။တရားဟောရမယ်ဆိုတော့ဘယ်လိုတရားမျိုးဟောရင်ကောင်းမလဲလို့စဉ်းစားမိတယ်။ဟောရမယ်ဆိုရင်တော့နိဗ္ဗာန်ရောက်ကြောင်းအကြောင်းထောက်ပံ့ဖြစ်မဲ့တရားမျိုးတွေဟောခြင်းတယ်။နိဗ္ဗာန်တော်ရလမ်းပေါ်မှာရှောက်လန်းနေတဲ့သူတွေဖြစ်စီဖို့ကိုပဲရည်ရွယ်ပြီးဟောမှာဖြစ်တယ်။လမ်းကြောင်းချော်ထက်သွားတဲ့သူတွေမဖြစ်စေချင်ဘူး။ဘာဖြစ်လို့လဲ။ချမ်းသာတွေထဲမှာဒုက္ခနဲ့မဆက်ဆံတဲ့ဒုက္ခချုပ်ရာနိဗ္ဗာန်ချမ်းသာသည်ပါလေအတုမရှိအမျက်ဆုံးချမ်းသာဆုံးဖြစ်တဲ့အတွက်ချမ်းသာတုတွေနဲ့မျောနေကြတဲ့သူတွေဖြစ်ကနေလွတ်မြောက်ခွင့်ရတဲ့သူတွေဖြစ်စီလိုလေအချမ်းသာကြီးချမ်းသာရတဲ့လွတ်မြောက်ခွင့်ကိုရယူစေလိုတဲ့အတွက်အချမ်းသာကြီးချမ်းသာရတဲ့လွတ်မြောက်ခွင့်ကိုရယူနိုင်တဲ့စိတ်ထားတွေရှိစေခြင်းလေအမြတ်ကြီးမြတ်တော်မူတဲ့လွတ်မြောက်ခွင့်ကိုရယူစေလိုတဲ့အတွက်အမြတ်ကြီးမြတ်တော်မူတဲ့လွတ်မြောက်ခွင့်ကိုရယူနိုင်တဲ့စိတ်ထားတွေရှိစေခြင်းလေလွတ်မြောက်ခွင့်ဟာဘယ်လိုစိတ်ထားမျိုးရှိတဲ့သူတွေအတွက်ဖြစ်လာနိုင်မလဲဘယ်လိုစိတ်ထားမျိုးကိုမွေးမြူပါမှရရှိနိုင်တယ်ဒါတော့သိဖို့မလိုဘူးလားသိဖို့လိုတယ်ဒါကိုပဲရည်ရွယ်ပြီးမြင့်မြတ်သောချမ်းသာကိုမြင့်မြတ်သောစိတ်ထားရှိသူအကျိုးလိုလားသောစိတ်ထားရှိသူတွေသာရနိုင်တဲ့တွေ့မြင့်မြတ်သူတို့၏စိတ်ထားသို့မဟုတ်အကျိုးလိုလားသူတို့၌ရှိတဲ့သောစိတ်ထားဆိုတဲ့အမည်နဲ့တရားတစ်ခုဟောပေးမှာဖြစ်တယ်ဒီတရားကိုမဟောကြားမီမှာအကျိုးဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေထဲမှာအဆောင်နိုင်ဆုံးသောပုဂ္ဂိုလ်လည်းဖြစ်အထူးမြတ်ဆုံးသောပုဂ္ဂိုလ်လည်းဖြစ်တော်မူတဲ့သမ္မာသမ္ဗုဒ္ဓဉာဏ်ရှင်ဘုရားရှင်ကိုလက်စပြထိတ်မှမို့ပြီးတော့ရှိခိုးကြော့လိုက်ကြရအောင်ဗုဒ္ဓဗုဒ္ဓယတေတိတိတံတောဓမ္မထာယသာဓမ္မထာယတံတောဓမ္မံတိနောဝတရဏာယသာနိဗ္ဗုတောနိဗ္ဗာနထာယတံလောကတရဏံနမေလောကတရဏောလောကသုံးပါးဤကိုးစားရာတဆူဖြစ်တော်မူသောယောနာကောဗုဒ္ဓနာဂမိတော်ရသည်အစိမ့်တေယထောထခြင်းမြတ်စွာဘုရားသည်ဗုဒ္ဓသစ္စာလေးကိုယ်တော်တိုင်ထိုးထွင်းသိမြင်တော်မူပြီးဖြစ်၍ဘောဓာယစာကျွတ်ထိုက်တာသူဘုဘလူတို့ကိုတူထင်လင်းသိစေခြင်းကြိုးငါ၎င်းတန်တော်ကိုယ်တော်ကပင်ယဉ်ကျေးတော်မူပြီးဖြစ်၍ဓမ္မထာယစာကျွတ်ထိုက်တာသူဘုဘလူတို့ကိုတူမယဉ်ယဉ်ကျေးကြစေခြင်းငါ၎င်းတန်တော်ကိုယ်တိုင်ကပင်ကိလေသာဟုဖူကသိမ့်ညင်တော်မူပြီးဖြစ်၍ဓမ္မထာယစာကျွတ်ထိုက်တာသူဘုဘလူတို့ကိုတူမယဉ်ကိလေသာပူငြိမ်းစေခြင်းငါ၎င်းဒိနောဝတန်တရာနဝံကရကြံကိုကုသံထုတ်ကြောက်ကိုယ်တော်တိုင်ရောက်ပြီးဖြစ်၍သာလျင်တရဏာယစာကိုယ်တော်ထတ်သူကျွတ်ထိုက်သူတို့နိဗ္ဗုတာဝမ်းမှာပဲကံတို့ကုသံထုတ်ကြောက်ရောက်ကြပါစေခြင်းကြိုးငါ၎င်းနိဗ္ဗုတောကိလေသာပြိဋိဘံဝင်ဆံယုတ်သိကိုယ်တော်တိုင်ငြိမ်တော်မူပြီးဖြစ်၍နိဗ္ဗာနထာယစာကိုယ်တော်ထတ်သူဝေနေလူတို့ဘုကသိငြိမ်ကြပါစေခြင်းကြိုးငါ၎င်းဓမ္မနိစဉ်လေးနဲ့ဓမ္မဆက်ကိုဒေတိတိကရုဏာရှိထာမေတ္တာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏လောကတရဏံလောကသုံးပါးဤကိုးစားရာတဆူဖြစ်တော်မူသောတဏ္ဍကံဗုဒ္ဓနာဂမိတော်ရသည်အစိမ့်တေယထောထထိုမြတ်စွာဘုရားကိုနမေနမမိကိုနှုတ်နှလုံးသုံးစုံပြောင်းပြောမံကိုလျှော့၍ကတော့ပြန်တို့လက်ဆောင်မူ၍ရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားတရားဓမ္မတွေတရားဓမ္မတို့ကိုပုဂ္ဂိုလ်တယောက်ကနေပြီးတော့ဒီလူတွေဟာမိမိအကျိုးကိုမိမိလိုလားတဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြဘူးလို့ပြောဆိုလာပြီးဆိုကြပါစို့ဒီလိုပြောဆိုလာတဲ့အခါတရားနာပိဋကအနေနဲ့ဒီလူဘာစကားကိုပြောနေတာလဲတို့တွေဟာတို့ရဲ့အကျိုးကိုလိုလားတဲ့သူတွေဆိုတာတို့ကိုတို့ကောင်းကောင်းကြည့်သိတာပေါ့
ဒါကူပဲမိမိအကျိုးကိုမိမိမလိုလားတဲ့သူတွေလို့ဒီလူကနားမလည်ပဲပြောနေတယ်တို့တွေဟာတို့အကျိုးကိုလိုလားတဲ့အတွက်ဒီခန္ဓာကိုယ်ကြီးကတောင်းဆိုလာတဲ့အရာတွေဒီခန္ဓာကိုယ်ကြီးလိုချင်တဲ့အရာတွေကိုမရမနေရှာဖွေစုဆောင်းဖြည့်ဆည်းပေးနေတာပေါ့သူစားခြင်းရင်စားခြင်းတော်ကိုကြွေးတယ်သူပြောခြင်းရင်ပြောခြင်းတော်ကိုပြောခွင့်ပေးလိုက်တယ်သူလှုပ်ချင်တာရှိရင်လည်းလှုပ်ချင်တာကိုလှုပ်ပေးနေတာမိမိတို့ရဲ့အကျိုးကိုလိုလားလို့ပြုနေတာပေါ့လို့စဉ်းစားရင်စဉ်းစားမယ်ပြန်ပြောချင်လည်းပြန်ပြောမယ်နော်ဒီလိုဆိုရင်ဥစဉ်တစ်ခုမေးမယ်မိမိအကျိုးကိုလိုလားတဲ့လူဆိုတာဘယ်လိုလူမျိုးကိုခေါ်တာလဲအကျိုးလိုလားတယ်ဆိုတာဘယ်လိုမျိုးကိုပြောတာလဲအဖြစ်တွေအမျိုးမျိုးပေးမယ်ထင်တယ်ဒကာကြီးဒကာမကြီးတို့ရဲ့အဖြစ်မျိုးမျိုးကိုယင်ထဲမှာပဲသိထားပြီးမဖောက်မပြန်မှန်ကန်တဲ့ဓမ္မရှုထောင့်ကနေအကျိုးလိုလားသူတို့နဲ့ရှိတဲ့သောစိတ်ထားကိုစတင်ပြီးဒါယူကြည့်ကြရအောင်တတ္တဝါတိုင်းဟာယေဘူးကပြောရမယ်ဆိုရင်ရုပ်ဆိုတဲ့ခန္ဓာနာမ်ဆိုတဲ့ခန္ဓာနှစ်ပါးနဲ့အသက်ရှင်နေကြတဲ့သူတွေပါတနည်းပြောရရင်ရုပ်နာမ်နှစ်ပါးခန္ဓာ၅ပါးဆိုတဲ့အဖွဲ့အစည်းကိုပဲမိမယောက်ျားလူနဲ့ဗြဟ္မာတိရစ္ဆာန်စသည်ဖြင့်ခေါ်ဝေါ်နေကြတာပါဒီရုပ်နာမ်နှစ်ပါးခန္ဓာ၅ပါးကိုအကြောင်းပြုပြီးမိမိတို့အကျိုးကိုမိမိတို့ဆောင်နေကြတာကိုလည်းထင်ရှားတွေ့နေရတယ်လို့အကျိုးမဲ့ဖြစ်အောင်ပြုနေကြတာကိုလည်းထင်ရှားတွေ့နေရတယ်အကျိုးရှိအောင်ပြုခြင်းဟာဒီယုတ်နံခန္ဓာကိုအမိပြုနေတယ်လို့ပဲအကျိုးမဲ့ခြင်းကိုပြုဖြစ်နေကြတာလည်းဒီယုတ်နံခန္ဓာကိုအမိပြုပြီးဖြစ်နေကြတယ်ဒီယုတ်ဒီနံတွေဟာဒီယုတ်ဒီနံထင်ရှားရှိနေတဲ့တတ္တဝါတူကိုအကျိုးဆောင်ခွင့်တွေပေးနေတယ်လို့အကျိုးဆောင်တတ်သူဖြစ်အောင်လည်းပြုပြင်ပေးနေတယ်ဒီလိုပဲဒီယုတ်ဒီနံတွေဟာဒီယုတ်ဒီနံထင်ရှားရှိနေတဲ့တတ္တဝါတူကိုအကျိုးမဲ့ဖြစ်အောင်ပြုပြင်ပေးနေတယ်လို့အကျိုးမဲ့ဖြစ်စေရေးအတွက်ရှေးရှုနေသူတွေဖြစ်အောင်လည်းပြုပြင်ပေးနေတယ်။ဘာကြောင့်ဒီယုတ်ဒီနံတွေဟာဒီယုတ်ဒီနံထင်ရှားရှိနေတဲ့တတ္တဝါတူကိုအကျိုးကိုဆောင်တတ်သူဖြစ်အောင်အကျိုးမဲ့ကိုဆောင်တတ်သူဖြစ်အောင်ပြုပြင်ပေးနေရှေးရှုပေးနေတယ်လေ။ဒါတွေဟာသိစိတ်ဝင်စားဖို့ကောင်းတဲ့နေကုန်းတွေပဲ။ဓမ္မပဒပါဠိတော်မှာသက္ခုပါဠမထေရကိုအကြောင်းပြုပြီးမြတ်စွာဘုရားဘယ်လိုဟောထားသလဲမနောပုပ္ပိကမဓမ္မမနောတိတမနောမယမနတာစေပဒုထေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝါတောပဒံဓမ္မဝေဒနာတင်ညာသင်္ခါရကံသုံးတံပြဏံတရားတို့သည်မနောပုပ္ပိကမစေအကြောင်းပြုစိတ်ဟုသောရှိသွားရှိကြရလေကုန်၏မနောတိထာဖြစ်သူချုပ်သူအာယုန်တူလည်းရဲ့စိတ်မာအဓိပတိစိတ်ဟုသောကြည်မှုလည်းရှိကြလေကုန်၏မနောမယစိတ်ဝေမိခစိတ်ဖြစ်သာပြီးကြရလေကုန်၏ပဒုထေနာဧတေသွင်းဝင်လာမဆက်တသေးသေးနှင့်အမြဲထိတ်စရာပိစ္ဆာဣတဒေါသမောဟစသည်အဖြစ်စီခံရသောစေတသာနကိုအသိဖြူကြည်လင်လည်းရဲ့အပြည့်လန်း၍ညံနှန်းဆိုအားမကောင်းသောစိတ်ထားဖြင့်စေဘာတတိဝါမမိုက်မမကယ်၍ပြောချမိသည်ဖြစ်အံ့စေကရောတိဝါဂယုမထမူမာကိုပြုများပြုမိလိုက်သည်ဖြစ်အံ့တတော်ထိုပြောမှလေခြင်းပြုမှခြင်းကြောင့်စက္ကံ၍ရှားဖို့ရန်စီမံပန်သည်ဟိပြီးသည်ဝါတော်ဝန်ကိုယုံကံအမှန်ပွားစီလွာလာကြည်၏ပဒံလန်းလျက်ဆင်လျောက်သူခြေတော့သို့အနွေဒီဝါစင်တစိုက်ထချက်ပါနေပြီးတကဲ့သို့နန္တုပြောမသာသူပြုမသူတို့ဒုက္ခဆင်းရဲဒုက္ခသည်အနွေဒီအမြဲဆိုင်ဆိုင်လိုက်ပါနေတော့တည်းဒီခန္ဓာကလေးကသက္ခုပါဠမထေရရဲ့အတိတ်အကြောင်းကိုဆောင်တော်မူပြီးတဲ့နောက်မှာဟောကြားခဲ့တဲ့ဘုရားရှင်ရဲ့အဆိုအမတော်တစ်ခုပဲဖြစ်တယ်ဆိုလိုတဲ့အိဗေကပါလေအကျိုးကိုရက်ဆောင်တဲ့အခါမှာပဲဖြစ်စီအကျိုးမဲ့ကိုရက်ဆောင်တဲ့အခါမှာပဲဖြစ်စီအရာရာမှာစိတ်သားလင်ရှိသွားကောင်းဆောင်ရှိတယ်စိတ်သားလင်အကြည့်မှုရှိသလိုစိတ်ဖြစ်သားလင်အရာရာပြီးဆုံးခြင်းတို့ရောက်ရတယ်မိမိတို့ရဲ့စိတ်ဟာပင်ကိုယ်ကဖြူစင်တဲ့သဘောရှိပေမဲ့အာဂန္တုကတပွဲဖြစ်နေတဲ့လောဘဒေါသမောဟဣတ္တစတဲ့
ကိလေသာတရားစုတွေကြောင့်စိတ်ဟာညှဉ်းနှွမ်းသွားကြတယ်အဖြူအောင်ဖြစ်နေတဲ့စိတ်ကလေးဟာအမဲဒီဟူသောကိလေသာအယောင်ညစ်တွေကြောင့်အယောင်ပြောင်းသွားကြတယ်လို့ပဲစိတ်ဟာညှဉ်းနှွမ်းသွားရတယ်ဒီညှဉ်းနှွမ်းပုတ်ပြန်နေတဲ့စိတ်နဲ့မကောင်းတဲ့စကားကိုပြောမိမယ်မကောင်းတဲ့အလုပ်ကိုလုပ်မိမယ်ဒီလိုမှားယွင်းစွာပြောမိပြုမိခြင်းဆိုတဲ့အကြောင်းကြောင့်ဝန်ကိုယုံနေတဲ့နွားလားကြီးရဲ့နောက်ကိုအစင်လိုက်နေတဲ့လဲပြီးလိုပဲဆင်းရဲဒုက္ခဟာပြုမိပြောမိသူရဲ့နောက်ကိုအမြဲဆိုင်ဆိုင်လိုက်ပါနေတော့တယ်ဆိုပြီးဓမ္မဝဒပါဠိတော်မှာစက္ခုပါဠမထေရကိုအကြောင်းပြုပြီးဟောခဲ့တဲ့တရားတစ်ခုပဲဖြစ်တယ်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အခါကပေါ့လေဒါဝုဋ္ဌိပြည်မှာသူဝနအမိရတဲ့တထေးကြီးတူရှိတယ်ဒီတထေးကြီးမှာမဟာပါဠနဲ့ဆူလပါဠဆိုတဲ့သားနှစ်ယောက်ရှိပါတယ်ဒီနေ့ဘုရားရှင်ရဲ့တရားတော်ကိုနာကြားခွင့်ရတဲ့မဟာပါဠတထေးသားဟာတံမီကဉာဏ်တွေဖြစ်လာတယ်တံမီကဉာဏ်တွေဖြစ်လာတဲ့အတွက်ရမ်းပြီးတော့မယ်ဆိုတဲ့ဥတည်ချက်နဲ့ညီဖြစ်သူဆူလပါဠကိုမိမိပိုင်ဆိုင်တဲ့တက်ရှိတတ်မဲ့ကာမဝတ္ထုစုစုတို့ကိုလွှဲလိုက်တယ်အဲဒီနောက်ဘုရားရှင်တမ်းမှာရှင်ဟန်ပြုတယ်အသက်ရွယ်ကြီးမှယဟန်ဖြစ်လာတဲ့သူဖြစ်သည့်အားလျော်စွာပဲအရဟတမေအရဟတကိုတို့ဆက်ရောက်နိုင်တဲ့ကမ္မထံတရားကိုသာမြတ်စွာဘုရားထံမှာသင်ယူတယ်သင်ယူပြီးတဲ့နောက်မှာအစွန်ဖျားကြတဲ့တောရာကိုကြီးကပ်ပါတယ်ကြီးကပ်ပြီးတဲ့နောက်မှာလျောင်းခြင်းဆိုတဲ့ဣရာပုဂ္ဂိုလ်ပဲရှားလျက်ထိုင်ခြင်းရခြင်းတောခြင်းဖြစ်တာဝါရင်းသုံးလပတ်လုံးကျင့်ကြံအားထုတ်တော့အံဆိုတဲ့စိတ်နဲ့အပြင်းထန်ကြိုးစားအားထုတ်လိုက်တာမျက်လုံးကနေမျက်ရည်တွေလွန်စွာထွက်စီးကြတယ်အဲ့ဒီတန်ကြကြောင့်မျက်စိယောဂဆွဲကပ်လာပါတယ်ဒီခါမှာဆေးဆရာကအလွန်ဆွမ်းတတ်တဲ့ဆေးကိုပေးပါတော့လေလျောင်းခြင်းဣရာပုဂ္ဂိုလ်ပယ်ထားပြီးသူစိတ်ဓာတ်ခိုင်မာတဲ့သူဖြစ်တဲ့အတွက်လျောင်းတဲ့ဣရာပုဂ္ဂိုလ်နဲ့ထည့်ပါမှတက်တာနိုင်တဲ့ဆေးကိုထိုင်လက်သာမိမိကိုမိမိခွင့်ပြုနိုင်တဲ့စက္ခုပါဠမထေရရဲ့စန္ဒတော်ကြောင့်မျက်စိယောဂဟာဆိုးရသည့်တဲ့ဆိုးရလာခဲ့ပါလေမိမိရဲ့ညွှန်ကြားချက်ကိုမလိုက်နာတဲ့အတွက်ဆေးဆရာလက်လျှော့ပြီးမထေရကိုဆွန့်ခွာသွားခဲ့ပါတယ်ဒီကမှာစက္ခုပါဠမထေရကဘာလို့တလဲမိမိကိုယ်ကိုမိမိဆုံးပါလေဘယ်လိုဆုံးပါလဲငါရှင်ပါဠိတာသင်္ဃကိုဆိုစမ်းသင်ဟာတည့်ရဲ့မျက်စိတွေကိုကြည့်ပါလားဒါမှမဟုတ်မြတ်စွာဘုရားရဲ့သာသနာတော်ကိုကြည့်ပါလားတကယ်ဆိုရင်အစမထင်တန်တရားခီးမှကျင်လည်ခဲ့ရတဲ့သင်ဟာမျက်စိကန်းတော်ဘဝနဲ့ခံစားလာခဲ့ရတာကမရေမတွက်နိုင်အောင်များပြားလာပါလေအဲ့လိုမျက်စိကန်းတဲ့ဘဝတွေမှာများပြားလှစွာသောဘုရားရှင်တို့ကိုယ်တော်လည်းလွန်ခြင်းရှိခဲ့ရတယ်တဆူဆူသောဘုရားရှင်ကိုယ်တော်လည်းမလုကျွေးမစည်းကပ်လိုက်ရဘူးဒီဝါရင်းသုံးလပတ်လုံးတောင်းဆက်ရမယ်အိနေတော့ကြီးမားတဲ့လုံလကိုပြုလို့ဆိုပြီးမိမိကိုယ်ကိုမိမိဆုံးမပါတယ်ဒီပြင်ပါဆက်ဆိုရင်ငါရှင်ပါဠိတာဒီမျက်စိယောဂါကြောင့်မျက်လုံးတွေပောက်ကွဲထွက်ခြင်းနဲ့ထွက်ဆန်းပါစေမြတ်စွာဘုရားရဲ့သာသနာကိုသာတည်တတ်အောင်ငါဆောင်မယ်လို့တန်ဋိဌာန်ချစမ်းပါတင့်ရဲ့မျက်စိတွေအတွက်ငက်ကက်တွေ့တာချင်းမရှိပါစေနဲ့ဆိုပြီးဆုံးမပြန်တယ်ဒါတော့ကြီးညိုဖို့ကောင်းတယ်နော်ဆုံးမတဲ့အတိုင်းအပြင်းထန်ကြိုးစားအားထုတ်လိုက်တာရည်စီမရန်လွန်မြောက်လို့မိုးတောက်ရန်ရောက်မှာမထေမြတ်ရဲ့နှစ်ရက်သောစက္ခုတော်နဲ့ကိလေသာတွေဟာမရှိမနှောင်းတပြိုင်နက်ဆိုတယ်လို့ပဲကွဲပြက်ခြင်းတို့ရောက်ကုန်တယ်။ဉာဏ်အရှင်ဘုရားကြီးဖြစ်ပါတယ်။မျက်စိကွယ်နေတဲ့မထေကြီးဟာဇင်းကြံလမ်းမှာရှိနေတဲ့အိုးပရန်ကောင်လေးတွေကိုနင်းမိတဲ့အတွက်ထိုပိုးကောင်လေးတွေတည်ကြည်တာကိုအကြောင်းပြုပြီးရန်တော်တွေကစက္ခုပါဠမထေကိုကဲ့ရဲ့ရှုချကြတယ်။ဘယ်လိုကဲ့ရဲ့ရှုချကြလဲ။နောက်ရှင်တို့သင်တို့ကြည့်ကြတော့ဒီယန်းကြီးဟာစက္ခုအမြင်ရှိနေတဲ့အချိန်ကတစုံတစ်ခုသောတရားကိုတော့လည်းအထုတ်ခြင်းမပြုခဲ့ဘူးစက္ခုအမြင်ချုပ်တဲ့အချိန်ခါရောက်ပါမှဇင်းကြံလျှောက်တဲ့အတွက်ဤညလောက်သောတတ္တဝါတွေကိုသိစေလေပြီတယ်မိမိရဲ့အကျိုးစီးပွားကိုပြုကျင့်အဆိုပြီးပြုကျင့်ပါတော့လဲအကျိုးစီးပွားအမဲ့ကိုသာပြုကျင့်နေမိတဲ့သူဖြစ်တယ်ဆိုပြီးကြည့်ရကြတယ်ဒီကြောင့်ကိုထိုရဟန်းတော်တွေကပဲဘုရားရှင်ရဲ့ရွှေနတော်သို့ရောက်အောင်ရှောက်ချကြပြီကုန်တယ်ဒီခါမှာမြတ်စွာဘုရားကဘယ်လိုမိတော်မူသလဲจิตယံတို့စက္ခုပါဠမထေရကနေပြီးတော့တတ္တဝါတွေကိုတတ်နေတာကိုသင်တို့မြင်ကြပါရဲ့လားလို့ဘုရားရှင်ကမြင်မြန်တော်မူတဲ့အခါတပည့်တော်တို့မမြင်ပါဘူးဗျာလို့ပြန်လည်လျှောက်ချကြတယ်အဲ့ဒီခါမှာမြတ်စွာဘုရားဘယ်လိုမိတ်တော်မူသလဲယံတို့
တင်းတို့တွေဟာစက္ခုပါဠမထေရရဲ့တတ္တဝါတွေကိုတတ်အပ်သည်ကိုမမြင်တော့ကဲ့သို့ပဲစက္ခုပါဠမထေရဟာလည်းဒီတတ္တဝါတွေကိုမမြင်ပါဘူးဆိုပြီးမြတ်စွာဘုရားဆက်ပြီးမိန့်တော်မူတယ်ယဟန်တို့အာတော်ကုန်ပြီးတဲ့ယဟန္တာအရှင်သူမြတ်တို့ဟာသေစီလိုတဲ့စေတနာဆိုတာမရှိပါဘူးအကျိုးနဲ့အကြောင်းကိုထင်ရှားသိစေလိုပါလေဒီကမှာယဟန်တော်တွေကဗာပြန်လျှောက်ထားကြတယ်လေဘုန်းတော်ကြီးမြတ်တော်မူပါပြီးသောမြတ်စွာဘုရားအရဟတဘုဆိုတဲ့အကြောင်းတွေနဲ့ကောင်းစွာပြည့်စုံတဲ့ကုသိုလ်ပါရမီပြည့်ညီနေတဲ့သူတော်ကောင်းတို့ဖြစ်ပါလိမ့်မယ်အဘယ်ကဲ့သို့သောအကြောင်းကြောင့်စက္ခုခွဲခြင်းဟာထင်ရှားဖြစ်ပေါ်လာရပါလိမ့်မယ်ဗျာလို့မင်းများလျှောက်ထားတဲ့အခါမှာစက္ခုပါဠမထေရရဲ့အတိတ်အကြောင်းကိုပြန်ပြောင်းပြီးမိတော်မူလေဘယ်လိုမိတော်မူလဲစိတ္တယံတို့ရှေ့ခါကဘာယနတိပြည်ကိုဗျမဒမင်းကြီးဌိနအုပ်ချုပ်မင်းလုပ်တဲ့အခါမှာအဲ့ဒီပြည်မှာဆေးဆရာတူရှိခဲ့ဘူးလေအဲ့ဒီဆေးဆရာဟာတောရဇနပုတ်တွေကိုလှည့်လည်ပြီးဆေးကုသခြင်းအမှုကိုပြုလေ့ရှိပါတယ်ဒီနေ့တော့ရွာတရာရောက်ပြီအဲ့ဒီရွာမှာမျက်စိယောဂါခံစားနေရတဲ့အမျိုးသမီးတူကိုတွေ့တယ်အကျိုးကြောင့်မင်းများနဲ့အတွက်ဒီအမျိုးသမီးအနေနဲ့လည်းမျက်စိယောဂါကိုကုသလိုတဲ့ဆန္ဒတွေဖြစ်ပေါ်လာတယ်ဒီခါမှာဒီမျိုးသမီးကဘာပြောတယ်လဲဆရာစွမ်းနိုင်မယ်ဆိုရင်ကျွန်တော်ရဲ့မျက်စိကိုကောင်းအောင်ကုသပေးပါအဲ့ဒီခါမှာဆေးဆရာကဘာပြန်ပြောတယ်လဲကုသပေးရမှာတော့ဟုတ်ပါပြီတင့်ကိုကျွန်တော်ကုသပေးမယ်ဆိုရင်ဆေးဘိုးကိုတင်ဘယ်လိုတုံ့ပြန်မလဲဆေးဘိုးကိုတင်တုံ့ပြန်နိုင်ရင်တော့ကျွန်တော်ကုသပေးပါမယ်ဆိုပြီးတော့ဆေးဆရာကပြောတယ်အဲ့ဒီခါမှာဝေဒနာရှင်မျိုးသမီးကနေဆရာကောင်းအောင်သာကုသပေးပါကောင်းမယ်ဆိုရင်တော့သားသမီးတွေနဲ့တကွကျွန်ုပ်ကိုယ်တိုင်ဆရာရဲ့အကျုံဖြစ်ကိုယူပါမယ်ဆိုပြီးပြန်လဲပြောချလိုက်တယ်ဒီခါမှာဆေးဆရာကဒီလိုဆိုကောင်းပြီဆိုပြီးတော့အကျဉ်းခတ်ကာများနဲ့ပဂတိမျက်စိအမြင်ကိုဖြစ်စေနိုင်တဲ့ထက်မြက်တဲ့ဆေးကိုစီရင်ခတ်စေပါရဲ့အစွမ်းထက်မြက်တဲ့ဆေးကြောင့်တကြိမ်ကြီးခတ်ယူနေပြီဒီမျိုးသမီးရဲ့စက္ကုအမြင်ဟာပြန်လဲကောင်းမွန်လာခဲ့တယ်ဝမ်းသာဖို့မကောင်းဘူးလားကောင်းတယ်သိကောင်းတယ်ဒါပေမဲ့ဘယ်လိုဖြစ်လာလဲမျက်စိအမြင်ကောင်းသွားပြီဆိုတာမိမိကိုယ်ကိုမိမိသိလိုက်ပြီဒီလိုသိလိုက်ဒါနဲ့တပင်တည်းပဲသားသမီးတွေနဲ့ကငါကိုယ်တိုင်ကျွန်ဖြစ်ကိုယူရတော့မယ်ကျွန်ဖြစ်နေတော့ငါမနေနိုင်ဘူးနောက်သားသမီးတွေကိုလည်းနေခွင့်မပေးနိုင်ဘူးငါတို့ကိုဒီဆေးဆရာကကျမ်းတတ်တဲ့စကားလုံးတွေနဲ့ကျွန်ဖြစ်ဆက်ဆံပြုမှုလိမ့်မယ်ဒီလိုဘဝမျိုးမဖြစ်အောင်တော့ငါဖိတ်စားမှဖြစ်တော့မယ်ဆိုပြီးကျန်စီစဉ်းစားထားလိုက်တယ်အဲ့ဒီအချိန်ခါမှာပဲဆေးဆရာကနှမတင့်ရဲ့ယောဂဝေဒနာဘယ်လိုရှိပါမလဲလို့မေးမြန်းတဲ့အခါမှာဆရာတကယ်ကကျွန်ုပ်ရဲ့မျက်စိယောဂဟာအနည်းငယ်သာထိုးကျနှိမ့်ဆက်ပါလေအခုတော့ရှေ့ကတည်းကပို၍နာကျင်နှိမ့်ဆက်ထိုးကျနေတော့တာပဲလို့ပြန်ပြောလိုက်တယ်ဒီကမှာမိမိရဲ့ဆေးပညာမိမိရဲ့အရေးချင်းကိုကောင်းကောင်းသိနေတဲ့ဆေးဆရာကမိကိုလက်စားနေပြီဆိုတာကိုသိလိုက်တယ်ဆေးဖို့တုံးလက်ကိုမပေးလို့တဲ့အပြင်ကျွန်ဖြစ်ပြုပါမယ်ဆိုတဲ့စကားကိုရှောင်ဖယ်လက်စားနေပြီဆိုတာသိလိုက်တယ်အဲ့ဒီခါမှာဆေးဆရာရဲ့စိတ်နှလုံးတွေဘာဖြစ်ကုန်လဲဒီမျိုးသမီးဟာငါ့ကိုဆေးကပေးဖို့အတုံ့ပြန်လို့တဲ့အတွက်ဒီလိုလက်စားတာပဲဒီဖို့ကမရဘူးဆိုရင်ရှိပါစေဒီမျိုးသမီးရဲ့မျက်လုံးကိုတော့ငါကန်းအောင်ပြုရမယ်ဆိုတဲ့အချမ်းနဲ့နမတင်းမျက်စိတွေကောင်းသွားရအောင်နောက်ဆေးတစ်မျိုးကိုစီမံပြီးမယ်ဆိုပြီးမိမိရဲ့အိမ်ကိုပြန်သွားပါတယ်ဇနီးတွေကိုအကျိုးအကြောင်းကိုပြောပြလိုက်တယ်ဇနီးဖြစ်သူကဘယ်လိုတုံ့ပြန်လဲစိတ်နေတယ်ဒီလိုစိတ်နေတယ်ဆိုရင်ပဲဆေးဆရာကအဆေးတစ်မျိုးကိုရှာချင်ထုထောင်းပေါ်ဆက်ပြီးတော့အဲ့လိုထုထောင်းပေါ်ဆက်ပြီးတဲ့အခါမှာအဲ့ဒီမျိုးသမီးထံသွားပြီသွားပြီးတော့နမဒီဆေးလေးကတော့တင့်မျက်စိကောင်းမွန်ဖို့ရန်တင့်တော်တဲ့ဆေးပဲဒီဆေးကိုကွင်းပြီးလိမ့်ပေးပါမျက်စိကိုကွင်းပြီးလိမ့်လိုက်တယ်ဆိုရင်ပဲအဲ့ဒီမျိုးသမီးရဲ့နှစ်ဖက်သောမျက်စိတွေဟာစီမီလန်ကဲ့သို့ဥလောင်ပြီးကွဲပြက်ကုန်တယ်မျက်စိကန်းသွားတယ်ဒီခါမှာမြတ်စွာဘုရားဟာစိတ္တယံတို့အဲ့ဒီခါကဆေးဆရာဟာယခုအခါစက္ခုပါဠမထေရဖြစ်လာတယ်
စက္ခုပါဠဟာမိမိပြုအပ်တဲ့မကောင်းမှုအကုသိုလ်ကံကြောင့်အဲ့ဒီအကုသိုလ်ကံကပဲမိမိထံသို့အစဉ်တစ်ဆက်နောက်မှလိုက်ပါနေတဲ့အတွက်ဒီဘဝမှာမျက်စိကမ်းရခြင်းဖြစ်တယ်ဆိုပြီးစတ်တော်ကိုပေါင်းပေးပါရဲ့ယန္တုမကောင်းမှုအကုသိုလ်ကံဟာဝန်ကိုရက်ဆောင်တဲ့နာလာဤနင်းတိုင်းသောခြေရာတို့လဲသည့်စဝန်းဟာထက်ချက်မကွာလိုက်နေတဲ့ကဲ့သို့ပဲအဲ့ဒီမကောင်းမှုကိုပြုအပ်တဲ့သူတို့အစဉ်မပြတ်ထက်ချက်မကွာလိုက်တည်တာလည်းဖြစ်တယ်ဆိုပြီးအဆုံးအမတော်ကိုပြုလို့ရတဲ့အတွက်တရားမင်းဖြစ်တော်မူတဲ့မြတ်စွာဘုရားကဒီကနာကိုဟောတော်မူတယ်ဒီကနာလေမနောပုပ္ပင်ကမဓမ္မမနောတိထာမနောမယမနတ္တစေဝရုထေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစကံဝဝါတောပတံဓမ္မဝိဒနာတင်ညာသင်္ကာရကံသုံးတံပြာဏတရားတို့သည်မနောပုပ္ပင်ကမစေအကြောင်းပြုစိတ်ဟုသောရှိသွားရှိကြလေကုန်၏မနောတိထာဖြစ်သူချုပ်သူအာယုန်တူလည်းစိတ်မာအဓိပတိစိတ်ဟုသောကြည်မှုလည်းရှိကြလေကုန်၏မနောမယစိတ်ဝဲမိခါစိတ်ဖြစ်သာပြီးကြရလေကုန်၏ဘဒုထေနာရဲ့တဲ့အသင်ဝင်လာမဆဲတဲ့နှင့်အမြဲထိတ်စရာပိစ္ဆာဤသာဒေါသမောဟစသည်ဖြစ်စည်းခံရသောစေတသာနကုအသင်ပြုကြည်လင်လည်းအပြစ်လှမ်း၍ညံ့နှံဆိုးပါမကောင်းသောစိတ်ထားဖြင့်စေဘာတတိဝါမိုင်မကဲ၍ပြောကြမိသည်ဖြစ်အံ့စေကရောတိဝါဂယုမထမှုပါကိုပြုများပြုမိလိုက်သည်ဖြစ်အံ့တတော်သူပြောမှလေခြင်းပြုမှခြင်းကြောင့်စကံ၍ရှားဖို့ရန်စီမံဖန်တီးဟိပြီးသည်ဘာတော်နာကိုယုံကံအမှန်ပွားစီနွာလာကြည်ပဒံလန်းလျက်ဆင်လျောက်သူခြေတော့သူအနှွေတီဝအစဉ်တစိုက်ထချက်ပါလေပြီးတကဲ့သို့နန္တုပြောမှသာသူပြုမှသူတို့ဒုက္ခဆင်းရဲဒုက္ခသည်အနှွေတီမြဲဆိုင်လိုက်ပါနေတော့တည်းဒီဖြစ်ရကိုကြည့်မယ်ဆိုရင်အကျိုးကိုရက်ဆောင်တတ်သူဖြစ်အောင်ဒီယုတ်ဒီနံထင်ရှားနေတဲ့စက္ခုပါဠမထေကိုမဖြစ်စေဘူးလားဖြစ်စေတယ်တခါဒီယုတ်ဒီနံထင်ရှားရှိနေတဲ့စက္ခုပါဠမထေအလောင်းကိုပဲအကျိုးမဲ့ကိုရက်ဆောင်တတ်သူဖြစ်အောင်ရှေ့ရှုတွန်းဖို့မပေးလိုက်ပြန်ဘူးလားရှေ့ရှုတွန်းဖို့ပေးလိုက်ပြန်တယ်စက္ခုပါဠမထေအလောင်းစေးစရာဖြစ်တဲ့ဘဝမှာအသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်ကဒါလေဝေဒနာရှင်တွေရဲ့ယောဂါကိုကောင်းအောင်ကုသပေးနေတဲ့အကျိုးဆောင်သူဖြစ်တယ်အကျိုးဆောင်ခွင့်လန်းကိုရရှိနေတဲ့ပုဂ္ဂိုလ်တူလို့လည်းဆိုနိုင်ပါတယ်ဒီစိတ်ပညာတွေကိုလေ့လာသင်ယူနေတဲ့အချိန်မှာဝေဒနာရှင်တို့ရဲ့ယောဂဝေဒနာတွေတက်တာကောင်းမွန်အောင်ဖြည့်ဆည်းပေးမယ်ဆိုတဲ့စန္ဒတအရင်ခံခဲ့မှာပါဒီလိုစိတ်ဓာတ်ရင်ခံကြောင့်လဲအစမ်းထက်တဲ့ဆေးကိုဖော်ဆက်ပေးနိုင်ကုသပေးနိုင်တဲ့ဆေးဆရာတူဖြစ်လာခဲ့တယ်လို့မပြောနိုင်ဘူးလားပြောနိုင်တယ်ဒါပေမဲ့ဆေးဆရာရဲ့စိတ်ထားဟာစစ်မှန်တဲ့စိတ်ထားရှိရလားစစ်မှန်တဲ့စေတနာရှိရလားမှန်ကန်တဲ့သဘောထားရှိရလားမိမိသူတစ်ပါးနှစ်ဦးသားရဲ့အကျိုးကိုဆောင်နိုင်တဲ့အရေးချင်းရှိရလားဒါတွေကိုတော့သုံးသပ်ဖို့လိုလိမ့်မယ်ဘာဖြစ်လို့လဲအကျိုးလိုလားသူတို့ရဲ့စိတ်ထားဆိုတဲ့တရားကိုဟောတဲ့နေရာမှာအမြဲမှန်တဲ့ဓမ္မရှုတော့ကနေသာဟောနေတာဖြစ်တဲ့အတွက်ပုဂ္ဂိုလ်တ attva တို့မှစိတ်သုံးနေတဲ့သဘာဝဓမ္မအစစ်ကိုမြင်အောင်ဟောမှာနားလည်အောင်ဟောမှာဖြစ်တယ်ဓမ္မဆိုတဲ့အမှန်တရားဟာဗက်လိုက်မှုမရှိဘူးဗက်လိုက်မှုရှိရင်လည်းဓမ္မမဟုတ်ဘူးအဓမ္မသာဖြစ်နေတယ်စေတနာဟံဘိက္ခွေကမ္မံဝရမိစေတနာကိုကံလို့ငါပြဟောပါတယ်ဆိုတဲ့ဘုရားရှင်ရဲ့အဆုံးအမကိုအလေးပြုပြီးအမှန်ကိုပြောကြမယ်ဆိုရင်စေဆရာမဝေဒနာရှင်မျိုးသမီးရဲ့မျက်လုံးကိုအနှောင်ဖွဲ့မပါတော့စစ်မှန်တဲ့စေတနာနဲ့ကုသပေးတာမဟုတ်ဘူးကျုံဖြစ်တဲ့ဆောင်ယူခွင့်ကိုငါရမယ်ဆိုတဲ့ညှော်လင့်ချက်အနှောင်ဖွဲ့နဲ့ကုသပေးခြင်းသာဖြစ်တယ်အနှောင်ဖွဲ့ဟာနှောင်ဖွဲ့သူကိုယ်သာမကအနှောင်ဖွဲ့ခံရသူကိုပါပျက်စီးစေတတ်တဲ့သဘောကိုတတ္တဝါတွေဟာနားမလည်ကြဘူးဒါကြောင့်ပဲညှော်လင့်ချက်အနှောင်ဖွဲ့မပါရင်အလုပ်သိမလို့ထင်ကြဘူးဒီမြင်ဟာပညာဉာဏ်နဲ့ပါသူတို့ရဲ့အမြင်ပဲမြင့်မြတ်သောစိတ်ထားမရှိသူတွေရဲ့အလုပ်တွေပဲဘာဖြစ်လို့လဲ
ဖြစ်တဲ့ဒါကဒီမျိုးသမီးရဲ့မျက်လုံးကိုကောင်းအောင်ငါကုပေးမယ်ဆိုတဲ့စိတ်ထားရှိသွားရှိနေတဲ့လေအကျိုးဆောင်သူတွေအကျိုးဆောင်ခွင့်ရသူတွေမှာသူတစ်ဖက်သားအကျိုးရှိစေရေးကိုသာရှိရှုနေတဲ့အကြီးမှုစိတ်ထားရှိရတယ်သူတစ်ဖက်သားရဲ့ဆင်းရဲဒုက္ခကိုပယ်ဖြောက်ပေးဖို့ကြိုးစားတဲ့သူဆိုတာကရုဏာတရားထင်ရှားရှိနေရတယ်မေတ္တာဆိုတဲ့အကျိုးလိုလားတဲ့စိတ်နဲ့အကျိုးဆောင်ပြီးကရုဏာဆိုတဲ့စိတ်နဲ့တတ္တဝါတွေရဲ့ဆင်းရဲဒုက္ခကိုမျှဝေခံစားဖိမှနိုင်တဲ့တရားကျင်လာတဲ့စိတ်ရှိမှရတယ်ကရုဏာဆိုတဲ့စိတ်နဲ့တတ္တဝါတွေရဲ့ဆင်းရဲဒုက္ခကိုမျှဝေခံစားဖိမှနိုင်တဲ့တရားကျင်လာတဲ့စိတ်ရှိမှရတယ်မိမိထက်နှိမ့်ချနေတုံးတော့ကရုဏာပွားနိုင်ပေမဲ့မိမိကဲ့သို့ချမ်းသာလာပြီတန်းတူဖြစ်လာပြီမိမိထက်သာသားပြီဆိုရင်စိတ်တွေဖောက်ပြန်သွားတတ်ကြတယ်သူ့ရဲ့စည်းစိမ်ချမ်းသာကိုဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့မုဒိတာစိတ်ရှိဖို့လိုလာတယ်မိမိရဲ့လုံလပြောကားကြောင့်သူတထူးမှအကျိုးဖြစ်ထွန်းသွားပြီဒီလိုအကျိုးဖြစ်ထွန်းသွားတဲ့သူတွေစီကနေအတုံးလှဲ့ကိုပြန်ပြီးမျောလင့်နေတဲ့မျောလင့်ချက်နှောင်ဖွဲ့ကိုဝင်းမိထားမိပြီအကျိုးဖြစ်ထွန်းသွားကြတဲ့သူတွေစီကမိမိရဲ့အကျိုးဆောင်မှုကိုအတိမတ်ပြုတုံ့ပြန်မှုတစုံတရာမရရှိခဲ့ဘူးဆိုရင်စိတ်တွေစောက်တရားမရဖောက်ပြန်သွားကြရပြန်တယ်အကျိုးဆောင်မှုဆိုတာအတုံးလှဲ့ကိုမျောလင့်တဲ့သူကောင်းဆုံးတဲ့တန်ကိုကြံ့ကြံ့ခံနိုင်သူဖြစ်ဖို့ဥပေက္ခပြုနိုင်တဲ့စိတ်ထားမျိုးရှိရတယ်မင်းပြရမယ်ဆင်းဆရာမှာအကျိုးလိုလားတဲ့စစ်မှန်တဲ့မေတ္တာတွေမကင်းစိတ်နေဘူးလားကင်းစိတ်နေတယ်ဝေဒနာရှင်မျိုးသမီးရဲ့နာကျင်ခံခဲ့မျက်စိအမြင်ချုပ်ရင်းနေတဲ့ဆင်းရဲဒုက္ခကိုမျှဝေခံစားပေးတဲ့ကရုဏာပြဋ္ဌာန်းတဲ့စိတ်ထားတွေလိုအပ်မနေဘူးလားလိုအပ်နေတယ်မိမိရဲ့လုံလပြောကားကြောင့်သူတထူးမှချမ်းသာသွားပြီမုဒိတာပွားနေသေးရဲ့လားမပွားနိုင်တော့ဘူးမိမိရဲ့အစမ်းစအရေးချင်းကိုမိမိယုံကြည်တယ်ဆိုကြစို့မိမိရဲ့ဆောင်ရွက်မှုကြောင့်သူတထူးမှအကျိုးတရားထင်ရှားဖြစ်သွားပြီဆိုတာလည်းသိနေပြီအဲ့ဒီလိုကောင်းကောင်းကြီးသိနေပေမဲ့တစ်ဖက်ကဘာအကျိုးမှမဖြစ်ထွန်းပါဘူးလို့ပြောဆိုလာပြီဆိုရင်ဉာဏ်လျင်ရှိသွားရှိတဲ့ပြီးခံစိတ်နဲ့ဥပေက္ခပြုနိုင်ဖို့လိုတယ်။ဘာဖြစ်လို့လဲ။ပုဂ္ဂိုလ်တ attva တို့မှစိတ်သုံးနေတဲ့သဘာဝဓမ္မကိုမြင်နိုင်စွမ်းတဲ့ပုဂ္ဂိုလ်တယောက်သာဖြစ်မယ်ဆိုရင်တုံ့လုံးမှုကြီးစွာဖြစ်မှာမဟုတ်ဘူး။သူ့မှာမိမိကြောင့်အကျိုးဖြစ်ထွန်းသွားပြီဆိုတာမိမိသိနေတယ်၊ကျင်းသိနေတယ်ဆိုရင်မဟုတ်ပါဘူး။အမှန်တရားဟာဘယ်သူကြောင့်မှအမှားအဖြစ်မပြောင်းသွားပါဘူး။အကျိုးဖြစ်ထွန်းသွားတယ်လို့ပြောဆိုပါမှအမှန်အဖြစ်လာတာမဟုတ်ပါဘူး။အမှန်လက်ခံမှုလက်မခံမှုအပေါ်မှာမပြီးပါဘူး။အမှန်လို့မိမိကသိနေရင်အမှန်ကိုအမှန်အဖြစ်တည်တတ်သွားအောင်ဆောက်ရှောက်ပေးတတ်ဖို့လိုတယ်။အမှန်တရားဟာကုသိုလ်တရားမှုကုသိုလ်ကိုကုသိုလ်အဖြစ်တည်ဖို့လိုပါတယ်။ကုသိုလ်ဖြစ်ပြီးသားတရားဟာပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကြောင့်အကုသိုလ်ဖြစ်မပြောင်းသွားဘူး။မိမိထပ်ပြီးပြုတဲ့အကုသိုလ်ဒီသားနဲ့အကုသိုလ်ကံတစ်ခုထပ်ပြီးဖြစ်လာတာပါ။သူတထူးပြုတဲ့အကုသိုလ်ကံဟာမိမိရဲ့အကုသိုလ်အဖြစ်သို့မရောက်စေသင့်ဘူး။သက္ကုပါဠမထေရအလောင်းဖြစ်တဲ့ဆေးဆရာမှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဓမ္မဆိုတရားတွေအားနည်းနေတဲ့အတွက်အကျိုးဆောင်ခွင့်ကိုရရှိထားတော်ညာလည်းပဲအကျိုးဆောင်တဲ့သူဖြစ်ခဲ့မလားမဖြစ်ခဲ့ဘူးအကျိုးမဲ့ဖြစ်ရေးကိုသာရွတ်ဆောင်နိုင်လိုက်တယ်ဓမ္မဆိုတရား၄ပါးထင်ရှားမရှိတဲ့ပုဂ္ဂိုလ်မှာမြင့်မြတ်တဲ့စိတ်ထားဆိုတာမရှိနိုင်ဘူးမြင့်မြတ်တဲ့စိတ်ထားမရှိတဲ့သူမှာအကျိုးဆောင်နေတဲ့စိတ်ထားဆိုတာလည်းရှိနေနိုင်ဘူးဈေးဆရာဖြစ်တဲ့သူရဲ့ယုံ nant တန်တန်အစဉ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့မြင့်မြတ်တဲ့စိတ်ထားတွေအစဘယ်စိတ်ထားတွေဖြစ်ပေါ်နေခဲ့တယ်လဲလောဘဆိုတဲ့တရားစုတွေဒေါသဆိုတဲ့တရားစုတွေမောဟမာနအိတ်တာမစ္စရိယဆိုတဲ့တရားစုတွေသာထင်ရှားဖြစ်ပေါ်နေခဲ့တယ်ဒီအကုသလမူလတရားစုတွေဟာယုံ nant ခန္ဓာထင်ရှားရှိနေတဲ့ဈေးဆရာရဲ့တန်တန်မှာမဖြစ်ပေါ်ခဲ့ဘူးလားဖြစ်ပေါ်ခဲ့တယ်ဘာကိုကြောင့်ခံပြီးဖြစ်ပေါ်လာခဲ့တယ်လဲဘဝကိုတွေ့တာတဲ့နှစ်သက်မှုတဏှာလောဘနဲ့ဘဝရည်တည်နိုင်ရေးအတွက်စေကုသတဲ့အလုပ်ကိုအခကြေးငွေနဲ့လဲလှယ်ပြုလုပ်ပြီးလုပ်တယ်လောဘတရားကအခြေခံနေဘူးလားအခြေခံနေတယ်ဝေဒနာရှင်မျိုးသမီးပေးလိုက်တဲ့ဂတိကဝတ်ကြောင့်မျောလင့်ချက်ဆိုတဲ့နောင်ဖွဲ့ထဲကိုဝင်ရောက်သွားရပြန်လေဒီလောဘကပိုပြီးကြီးမလာဘူးလားကြီးလာပြီလောဘကြီးရင်ဒုက္ခကြီးလာတာပဲလောဘတဏှာနဲ့ဆောင်လိုက်တဲ့မှုကြီးဟာဒေါသအသင်ကိုပြောင်းဖို့ရန်ဖြစ်လာပြန်လေဒီဒေါသဟာလဲလောဘမာနရဲ့အထောက်ပံ့ကြောင့်ဖြစ်လာတာပဲဆေးဆရာမိမိရဲ့ဆေး
အပေါ်မှာယုံကြည်စိတ်အပြည့်အဝရှိနေတယ်။ကောင်းသွားမယ်ဆိုတာလည်းသိနေတယ်။ဝေဒနာရှင်မျိုးသမီးဘက်ကယခင်ကထက်ပိုပြီးဆိုးရလာပါတယ်လို့မိမိမမျှော်လင့်ထားတဲ့မကြားချင်တဲ့စကားကိုပြောလိုက်ရတဲ့အခါမှာမိမိကိုယ်ကိုမိမိယုံကြည်တဲ့စိတ်ဟာယုံကြည်မှုဆိုတဲ့စိတ်တဘာဝကနေထောင်လွှမ်းမှုဆိုတဲ့မာနဘက်ကိုပြောင်းသွားရတယ်။ဒီလောက်နဲ့ပြီးလားပြီးဘူး။ကောင်းသောဘာလဲနဲ့မကောင်းပါဘူးလို့ပြောရကောင်းလားဆိုတဲ့ခက်ထန်တဲ့သဘောရှိတဲ့ဒေါသဘက်ကိုပြောင်းသွားရပြန်တယ်။ထောင်လွှမ်းမှုမာနခက်ထန်မှုဒေါသတရားတွေထင်ရှားရှိနေတဲ့တတ္တဝါတို့မှာအတိညာအစဉ်ချင်းတွေကင်းမဲ့လာတယ်။မိမိကုသပေးလို့ချမ်းသာရသွားတဲ့လူနာအပေါ်မှာဝမ်းသာစိတ်ဖြစ်ရမယ်အစားမမတာနိုင်တော့ဘူး။မနာလိုတဲ့အိတ်သားစိတ်တွေဝင်လာတယ်။သူတစ်ပါးရဲ့စီးစိမ်ချမ်းသာမှုအပေါ်မှာပြောင်းမိနိုင်တဲ့မနာလိုတဲ့စိတ်တွေကမိမိခံစားရမယ့်စီးစိမ်ကိုလက်လွတ်မခံနိုင်တိပါမခံနိုင်တဲ့အတွက်မစားရတဲ့အမင်းသိနဲ့ပြတ်တဲ့ပုံစံမျိုးဖြစ်ခဲ့တာပဲဒီလိုမှုမျိုးတွေလောကကြီးထဲမှာထင်ရှားဖြစ်နေဘူးလားဖြစ်နေတယ်ဖြစ်နေတာကိုထင်ရှားရှားတွေ့နေရတယ်ဖြစ်အောင်လုပ်ရင်ဖြစ်အောင်လုပ်တဲ့လူတွေတောင်းရမယ့်လမ်းကိုမိမိတို့လည်းတောင်းရမှာဖြစ်တယ်စဉ်းစားကြတာသမီတွေနဲ့တကွမိမိပါကြုံဖြစ်ခံပါမယ်လို့နှောင်ဖွဲ့မိလိုက်တဲ့ဝေဒနာရှင်အမျိုးသမီးရဲ့ဂတိစကားဟာနှောင်ဖွဲ့သူမိမိကိုရောအနှောင်ဖွဲ့ခံရသူစိတ်ဆရာကိုရောမပျက်စီးစေဘူးလားပျက်စီးစေတယ်အနှောင်ဖွဲ့ရဲ့အဖြစ်ကိုမြင်တဲ့သူတော်ကောင်းမှန်ရင်နှောင်ဖွဲ့ဖို့မကြိုးစားကြပါနဲ့လို့ဘုရင်တိုက်တွန်းပါတယ်အကျိုးဆောင်တဲ့သူတွေအကျိုးဆောင်နေတဲ့သူတွေအားလုံးမိမိတို့မှာမိမိသူတစ်ပါးလူဦးသားတို့ရဲ့အကျိုးကိုဆောင်နိုင်တဲ့စိတ်ထားတွေရှိကြရဲ့လားဗျမဆိုတရားလေးပါလက်ကင်ထိုင်းတာထားနိုင်ကြပါရဲ့လားမိမိတို့ကိုယ်ကိုမိမိပြန်ဆန်းစစ်ကြပါမရှိသေးရင်ရှိအောင်လေ့ကျင့်ပြောထောင်ပေးကြပါလေ့ကျင့်ရင်ရတတ်ပါလေမရှိဘူးလေ့ကျင့်လို့လည်းမအောင်မြင်ဘူးဆိုရင်အတိုက်ဓာတ်တွေများတဲ့အကျိုးဆောင်မှုကိုမပြုဘဲနဲ့မိမိရဲ့ချမ်းသာကိုမိမိဆောင်နိုင်သူဖြစ်အောင်သာကြိုးစားကြစေလိုတယ်မဖြစ်လို့လေမနိုင်ရင်ဆိုရင်ရတယ်မနိုင်တဲ့ဝန်ကိုထမ်းရရင်တန်တရားခီးမှလိုက်လံနှောက်ယှက်မဲ့အကုသိုလ်ကံတွေကိုပြုစုပြောထောင်မိရတာဖြစ်ရတာမို့ဆိုရင်ရတယ်ပူလောင်ရပါလေဒါကြောင့်ဒီယုတ်ဒီနံထင်ရှားရှိနေတဲ့တတ္တဝါတူတူကိုဒီယုတ်ဒီနံတွေကပဲအကျိုးမဲ့ဖြစ်အောင်မျက်ဆောင်ပေးဘူးလားမျက်ဆောင်ပေးနေတယ်စက္ခုပါဠမထေဟန္တာဖြစ်တဲ့ဘဝအထိကိုဒီကံကအကျိုးမဲ့ဖြစ်အောင်အစဉ်တစိုက်လိုက်ပါပြီးနေလို့လေဒါကဒီယုတ်ဒီနံထင်ရှားရှိနေတဲ့တတ္တဝါတွေကိုဒီယုတ်ဒီနံတွေကပဲအကျိုးမဲ့ဖြစ်အောင်ပြုပြင်ပေးတဲ့အပိုင်းပဲနောက်တစ်ပိုင်းကိုဆက်ပြီးလာကြည့်အောင်စက္ခုပါဠမထေဟာဒီဘဝမှာယဟန္တာဧကံဖြစ်မဲ့သူပါယဟန္တာဖြစ်ကြောင်းကုသိုလ်ကံပါရမီတွေကိုဘဝများစွာကဖြည့်ဆည်းခဲ့တဲ့အတွက်ဒီကံတွေဟာဒီကံတွေကိုဖြည့်ကျင့်စည်းပူးခဲ့တဲ့သုလပါဠတထေသားရဲ့ယုံနံတန်တန်အစဉ်မှာစင်တစက်ကပ်ပါလာကြတယ်ဒါကြောင့်စီးစဉ်ဥစ္စာနဲ့ပြည့်စုံတဲ့တထေသားဘဝမှာစီးစဉ်ဥစ္စာတွေကိုဆက်လုပ်ပြီးယန္တရားကိုအားထုတ်နိုင်ခဲ့တာဖြစ်တယ်ဒါနကံသီလကံဘာဝနာကံတွေကိုရှိရှိဘုရားရှင်တို့ရဲ့သာသနာတော်နဲ့ကြုံကြိတ်တဲ့အခိုက်အတန့်တွေမှာဖြည့်ကျင့်စည်းပူးခဲ့တဲ့အတွက်တရားသူတရားမြတ်ကိုထိုးထွင်းသိနိုင်ခြင်းပဲဖြစ်တယ်လူတိုင်းမှာပြုကျင့်ခဲ့ဘူးတဲ့မကောင်းမှုအကုသိုလ်ကံတွေကိုစီရှိတတ်ကြပါလေပြုခဲ့ပြီးတဲ့အကုသိုလ်ကံတွေအတွက်ဝမ်းနည်းပူဆင်းမှုမဖြစ်နေကြပါနဲ့တော့ကံတစ်ခုကိုထူထောင်ပြီးသွားရင်ထူထောင်မိတဲ့အကုသိုလ်ကံရဲ့အကျိုးကိုအကျိုးပေးခြင်းတန်ရင်စက္ခုပါဠမထေလိုပဲရှောင်လဲမရလက်တင်ခံရမယ့်သဘောရှိတယ်အရေးကြီးတာကဉာဏ်ရှိနေသေးတဲ့တက်တန်းကလေးကိုကုသိုလ်ကောင်းမှုတွေနဲ့ခြံရံပေးလိုက်နိုင်ပြီဆိုရင်ဒီကုသိုလ်ကံတွေရင့်ကျက်လို့အကျိုးပေးတဲ့ဘဝမှာစက္ခုပါဠမထေကဲ့သို့ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်အကျိုးပေးမှာဖြစ်တယ်တကယ်အာဟုအထိုက်အာဟုပုကောင်းတဲ့ကံတွေဖြစ်လာနိုင်မယ်ဒီနေ့အကာလကမအပေါင်းသူတော်ကောင်းတို့တွေလည်းရခဲလစွာသောလူဘဝကိုရတော့ဂျုံခဲလစွာသောသာသနာနှင့်ဂျုံနေတုံးကလေးမှာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုကြိုးကြိုးစားစားအထုတ်ထားကြဖို့လိုရဲ့။ဘာဖြစ်လို့လဲ။အင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်၌လာရှိတဲ့မေတ္တာတုံမှာမြတ်စွာဘုရားဘယ်လိုဟောထားသလဲ။မာဘိခွေပုံညာနံဘာယိထာ
ဒုက္ခတေတံဘိက္ခဝေတိဝဆန္ဒယတိတံပုညာနိအဘိဇာနာမိခောပနာဟံဘိက္ခဝေတိကာရတံကတနံပုညာနံဒီကာရတံဣထံကန္တံအနာပံဝိပါကံပစ္စာနုဘူတံဘိက္ခဝေတံတရားဘေကိုရှုလေရှိကြကုန်သောจิตာယံတို့ဘုံညာနံကောင်းမှုကုသိုလ်တို့ကိုဘာဝရိဋ္ဌာမကြောက်ရွံ့မတွန့်ဆုတ်ကြကုန်လေဘိက္ခဝေတံတရားဘေကိုရှုလေရှိကြကုန်သောจิตာယံတို့ဘုံညာဤကောင်းမှုတို့ဟုသောယတိတံဒီဝဆနံကျင်နာမိသည်အတ္တိရှိ၏ဧတံဤကောင်းမှုဟုသောနာမိသည်ဒုက္ခတာကောင်းကျိုးချမ်းသာ၏ဒီဝဆနံနာမိသည်ဘိက္ခဝေจิตာယံတို့ဒီကာရတံရှိမြင့်စွာသောနေညင်ကာလပတ်လုံးကတနံပြုလုပ်စုဆောင်ထားကုန်သောဘုံညာနံကုသိုလ်ကောင်းမှုတို့၏အိဋ္ဌံလိုရှိအပ်သောကန္တာနိတ္တအပ်သောဝါစိတ်နှလုံး၌သဝင်တတ်သောအနာတံစိတ်နှလုံးကိုတိုးပါစေတတ်သောဝိပါကံအကျိုးကိုဟံငါဖျားသည်ဒီကာရတံရှိမြင့်စွာသောနိညိကာလပတ်လုံးပစ္စာနုဘူတံကိုယ်တိုင်ခံစားအပူတီကိုအဘိဇာနာမိထူသောဉာဏ်ဖြင့်သိတော်မူ၏จิตာယံတို့ကောင်းမှုကုသိုလ်ကိုပြုဖို့ရန်မကြောက်ရွံ့မတွန့်ဆုတ်ကြပါနဲ့ကောင်းမှုဆိုတဲ့အမည်ဟာကောင်းကျိုးချမ်းသာရဲ့အမည်သာလျှင်ဖြစ်တယ်နိညင်တန်တရားရှင်မြင့်စွာသောကာလတွင်မှာပြုလုပ်စုဆောင်းခဲ့တဲ့ကုသိုလ်ကောင်းမှုတို့ရဲ့နှစ်သက်အမြတ်တို့အစိတ်နှလုံးကိုတိုးပွားစေအပ်တဲ့အကျိုးတွေကိုငါဘုရားရှင်ဟာနိညင်တန်တရားရှင်မြင့်စွာသောကာလပတ်လုံးကိုယ်တိုင်ခံစားခဲ့ရတာကိုထူးသောဉာဏ်ဖြင့်သိနေပါလေဒါကြောင့်သင်္จิตသားသင်္จิตသမီးတို့တွေဟာကုသိုလ်ကောင်းမှုပြုခြင်းမှမကြောက်ရွံ့မတွန့်ဆုတ်ကြပါနဲ့ဆိုပြီးဟောတော်မူခဲ့တာဖြစ်ပါလေဘယ်လိုမကြောက်မရွံ့မတွန့်ဆုတ်ပေခြင်းရမလဲဒါနတစ်ခုပြုတော်မယ်ဆိုကြပါစို့မိမိသုံးဆွဲဖို့ရည်ရွယ်ထားတဲ့ပစ္စည်းဝတ္ထုတစ်ခုခုကိုမိမိမသုံးပဲအလူကံပုဂ္ဂိုလ်တူကိုပေးလူလိုက်ရမှာကိုနှမျောနေမယ်ကြောက်ရွံ့တွန့်ဆုတ်နေမယ်ဆိုရင်ဒါနပြုဖို့လွယ်ပါမလားမလွယ်ဘူးနှစ်သက်အမြတ်နိုးအစိတ်နှလုံးကိုတိုးပွားစေတတ်တဲ့အကျိုးကိုလိုလားတဲ့သူမှန်ရင်ထူးသောဉာဏ်ဖြင့်သိမြင်လို့မိမိတို့ရဲ့အကျိုးကိုဆောင်နိုင်တဲ့အလုံးစုံသိတော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတော်မှာယက်တည်ပြီးကုသိုလ်ကောင်းမှု၌မကြောက်ရွံ့မတွန့်ဆုတ်ဖို့ကြိုးစားသင့်ကြတယ်တတ္တဝါတွေရဲ့သဘာဝကလွတ်လပ်မှုကိုသိမလိုချင်ကြဘူးလားသိလိုချင်ကြတယ်ပြောချင်ရပြောမယ်လုပ်ချင်ရလုပ်မယ်စိတ်လွတ်ကိုယ်လွတ်ပေါ့ပေါ့ဆဆနေချင်တဲ့သဘာဝရှိတယ်ကိုယ်နဲ့နှုတ်ကိုချုပ်တီးပြီးနေရတာကိုအနေကျင့်ကြတယ်လို့ယူဆကြတယ်ဒီလိုယူဆတဲ့အတွက်ကာယကံမှုဝစီကံမှုတို့ကိုစောင့်ရှောက်ချုပ်တီးပြီးနေရတဲ့သီလစောင့်တည်တဲ့ကုသိုလ်တို့ကိုမလုပ်ချင်ကြဘူးတို့ရမာကိုကြောက်ရွံ့တွန့်ဆုတ်နေကြဘူးလားကြောက်ရွံ့တွန့်ဆုတ်နေကြတယ်ပြောချင်ရပြောလုပ်ချင်ရလုပ်ပြီးနေကြရင်ကောင်းပါမလားမကောင်းနိုင်ဘူးပြောချင်ရပြောလှုပ်ချင်ရလှုပ်တဲ့သူတွေသွားရမယ်လမ်းကိုမိမိတို့လည်းမသွားရဘူးလားသွားမှာဖြစ်တယ်မိမိတို့ကပြောချင်ရကိုပြောနေကြတဲ့သူတွေထဲမှာပါနေကြလားမပါရအောင်မြတ်စွာဘုရားဟောထားတဲ့တရားလေးကိုနားကြည့်ရအောင်ပုရိသတာဤဇာတတကုတာရိဇာယတေမုခေယာယစိန္ဒတိအတ္တနံဘာလောဒုပ္ပါတိတံပနံအရှင်ကောဂါလိကကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဂါထာဒေသနာတော်လေးပါအရှင်ကောဂါလိကကအရှင်သာရိပုတ္တရာနဲ့အရှင်မာမောက္ကလန်တို့အပေါ်မှာမကျေနပ်ချက်တွေအားကောင်းနေတဲ့ပုဂ္ဂိုလ်ပဲအရှင်သာရိပုတ္တရာနဲ့အရှင်မာမောက္ကလန်ကိုတော်ကြီးနှစ်ပါးဟာအင်မတန်စိတ်ထားယုံပါတယ်ဆိုပြီးမြတ်စွာဘုရားကိုသူကနေလျှောက်တယ်ဘုရားရှင်ကဒီလိုမပြောပါနဲ့လို့အချင်းချင်းသားတယ်ဒါပေမဲ့မရဘူးမြတ်စွာဘုရားထံကနေထွက်ခွာသွားပြီဘုရားရှင်ရဲ့မျက်ကွယ်လောက်ရောက်တော့သူ့မှာအနာတွေပေါက်လာပြီဘဲစီလောက်ကနေတဖြည်းဖြည်းကြီးလာလိုက်တာနောက်ဆုံး9ရက်လောက်ကြာတော့အနာတွေဟာတဖြည်းဖြည်းကြီးလာလိုက်တာချမ်းသီးလုံးခတ်ပမာဏတိဖြစ်လာတယ်ဒီယောဂနှိမ့်ဆက်တာနဲ့တေချေပျက်စီးပြီးငဲရောက်သွားရတယ်အဲ့ဒီခါမှာဒီဖြစ်ရက်ကိုအကြောင်းပြုပြီးမြတ်စွာဘုရားကခုနကဂါထာလေးကိုဟောတော်မူခဲ့တာဖြစ်တယ်ပုရိသတာဤဇာတတကုထာရိဇာယတေမုခေ
ယာယစိန္ဒတိအတ္တနံဘာလောဒုက္ခတိတံပနံဘာပြောလဲမွေးလာတဲ့ယောက်ျားရဲ့ပါးစပ်ထဲမှာဓမ္မကြီးတစ်လက်ပါလာတယ်ယင်းဓမ္မကြီးဖြင့်လူမိုက်ဒီမကောင်းပြောလေမိမိကိုယ်ကိုမိမိပိုင်းဖြတ်တတ်တယ်တဲ့ဒကာဒကာမကြီးတွေရဲ့ပါးစပ်ထဲမှာဓမ္မကြီးတစ်လက်ပါမလာဘူးလားပါလာတယ်ဒီဓမ္မကြီးကအသုံးချတတ်ရင်တော့အကျိုးကျေးဇူးရှိပေမဲ့လေအသုံးမချတတ်ရင်မိမိကိုယ်ကိုမိမိပိုင်းဖြတ်မသွားတတ်ဘူးလားပိုင်းဖြတ်သွားတတ်တယ်သတိထားကြသတိထားကြနာဘေကိုဝိညာဧကဓမ္မံပိသမနုပတ္တာမိယံဧဝံအဒန္တံအဂုတ္တအရခိတံအတံဝုဓမ္မာတောအနတ္ထာယတံဝတ္တတိယထယိတံဘေကိုဝိစိတ်တံစိတ်တံဘေကိုဝိအဒန္တံအဂုတ္တအရခိတံအတံဝုဓမ္မဟာတောအနတ္ထာယတံဝတ္တတိတိဒီဒေသနာတော်ကအင်္ဂုတ္တရနိကေနိဧကကနိပတ်အဒန္တဝတ်မှာမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာလေးပဲ။ဘာပြောလဲ။ယံတို့မဆုံးမအပ်မလုံးကြုံစီအပ်မဆောက်ရှောက်ထားအပ်မစုပိအပ်သောစိတ်ဟာကြီးစွာသောအကျိုးစီးပွားပဲခြင်းကဖြစ်တယ်။မဆုံးမမလုံးကြုံစီအပ်မဆောက်ရှောက်မစုပိထားအပ်တဲ့စိတ်ကဲ့သို့ကြီးစွာသောအကျိုးစီးပွားပဲခြင်းကဖြစ်တဲ့တခုသောတရားကိုမျှလည်းငါဘုရားမြင်တော်မမူပါဘူးလို့ဘုရားရှင်မိတော်မူခဲ့တယ်။စိတ်ကိုမဆုံးမမဆောက်ရှောက်ထားတဲ့အတွက်ပြောချင်တာပြောမိခြင်းရဲ့အကျိုးမဲ့မှုကိုထင်ရှားတွေ့ရတာပဲ။ဘာလို့နဲ့ဘယ်လိုဆုံးမလုံခြုံဆောက်ရှောက်စုပိတ်မှကြီးမားတဲ့အကျိုးကိုဖြစ်စေနိုင်တယ်လဲ။သီလသမာဓိပညာဆိုတဲ့သူတော်ကောင်းတရားတွေနဲ့ခြံရံပေးလိုက်ပါမှသီလသမာဓိပညာတရားတွေကိုအပြည့်အထန်ကြိုးစားအားထုတ်လိုက်လို့လောကီဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာမဉ္ဇဉ်ပူဉ္ဇဉ်တို့တဆင့်ပြီးတဆင့်ဖြစ်ပေါ်လာခဲ့ရင်တော့ဆုံးမအလုံခြုံစေရဆောက်ရှောက်စုပိတ်ထားအပ်တဲ့စိဖြစ်လာလိမ့်မယ်။သကုပါဠအထေချောင်းကိုပြန်ပြီးဆက်ကြရအောင်။ဘုရားရှင်တန်ကနေကမ္မထံတရားကိုသင်ယူပြီးတဲ့သကုပါဠမထေရဟာသတင်းသုံးပေါ်တရားကျင့်သူတွေနဲ့အစွန်ပြကြတဲ့ဒေသတစ်ခုကိုကြီးကပ်တယ်။ကြီးကပ်ပြီးတဲ့နောက်မှာသကုပါဠမထေရမြတ်ကြီးဟာသီလဒီဟုသောမြေပေါ်မှာရပ်တည်ပြီးဓကမ္မထံနဲ့သမာဓိကိုအောင်မြင်မြင်ထူထောင်လိုက်တယ်။သမာဓိကိုထူထောင်ပြီးတဲ့နောက်မှာယုတ်ဒီနံတွေအကြောင်းတရားတွေအကျိုးတရားတွေကိုတစ်ဆင့်ပြီးတစ်ဆင့်စနစ်တကျသိသိပါလေ။အဲလိုသိသိပြီးတဲ့နောက်မှာအဲ့ဒီယုတ်နံအကြောင်းကျိုးသင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးတွင်ကြီးဝိပဿနာရှုလိုက်တာ။ဝိပဿနာဉာဏ်ကြီးရင့်ကျက်လာတဲ့အဆုံးမှာမဉ္ဇဉ်ဖုန်ဉဏ်တွေပေါ်လာတယ်။ဒီမဉ္ဇဉ်ဖုန်ဉဏ်တွေကကိလေသာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ပယ်တတ်နိုင်လိုက်တဲ့အတွက်ကိလေသာဂုဏ်စင်ဟန္တာဖြစ်ခဲ့ရတယ်။လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုမဉ္ဇဉ်နဲ့အစစ်စစ်ပယ်တတ်နိုင်လိုက်တဲ့သကုပါဠမထေရယုတ်နံတဏ္ဍဟာအလုံးမြင့်မြတ်သွားတယ်။ဈေးဆရာဘွားကစောင့်ခဲ့မှုတဲ့မကောင်းမှုအကုသိုလ်ကံကဲ့သို့သောကံမျိုးမျိုးကိုနောက်ထပ်တစ်ဖန်လွန်ကျူးနိုင်တဲ့သဘာဝတွေကင်းစင်သွားပြီ။ဒီယုတ်ဒီနံထင်ရှားရှိနေတဲ့သကုပါဠမထေရလောင်းဈေးဆရာကိုဒီယုတ်ဒီနံမှာထင်ရှားရှိနေတဲ့လောဘဒေါသမောဟမာနဣတ္တမစ္စရိယတရားတွေကအကျိုးမဲ့ဖြစ်အောင်ကိုရှင်းရှုဆောင်ခဲ့ဘူးတလို့ပဲဒီယုတ်ဒီနံထင်ရှားရှိနေတဲ့သကုပါဠမထေရဘဝမှာဒီယုတ်ဒီနံတွေကိုအကြောင်းပြုပြီးသီလသမာဓိပညာဆိုတဲ့လက်နဲ့ကောင်းတွေနဲ့ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်လိုက်တဲ့အတွက်ဒီယုတ်ဒီနံမှာထင်ရှားရှိနေတဲ့လောဘဒေါသမောဟစတဲ့ကိလေသာတွေကိုအပိသက်ပယ်ရှင်းနိုင်ခဲ့တယ်မိမိကိုမိမိအကျိုးဆောင်နိုင်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ရတယ်မိမိအကျိုးကိုမိမိလုံလားတဲ့သူတစ်ယောက်ဖြစ်ခဲ့ရတယ်လို့မပြောနိုင်ဘူးလားပြောနိုင်တယ်လို့ပြောနိုင်တယ်ဒီလိုပြင်းထန်ကြိုးစားအထုတ်စဉ်ကသက္ခုပါဠမထေရယုတ်နံတဏ္ဍအစင်မှာဖြစ်တည်နေတဲ့ဝိမြူထားတဲ့စိတ်ဓာတ်တွေကမိမိအကျိုးကိုမိမိဆောင်နိုင်သူမိမိအကျိုးကိုမိမိလုံလားသူဖြစ်အောင်ပြုပြင်ပေးလိုက်တာပဲမိမိအကျိုးမိမိလိုလားတဲ့လူဆိုတာဒီလိုစိတ်ထားလေးတွေဖြစ်ပေါ်လာအောင်မင်းမြူပေးတတ်ရတယ်။ဘာလို့သုံးလပတ်လုံးထိုင်ခြင်းရခြင်းသွားခြင်းဣယာပုတ်မှတပတ်လျောင်းခြင်းဆိုတဲ့ဣယာပုတ်ကိုငါမြူတော့ဘူး။မလျောင်းမစတဲ့အရဟတမေအရဟတပူလို့ခေါ်တဲ့အထွတ်ထိပ်ကိုငါရအောင်ကြိုးစားမယ်။ဒီလိုမဆုံးဖြတ်ဘူးလား။ဆုံးဖြတ်ထားတယ်။ဆုံးဖြတ်ထားတဲ့အတိုင်းအပြင်းထန်ကြိုးစားလိုက်တာပြင်းထန်လို့မျက်စိယောဂဆွဲကပ်လာတယ်။လျောင်းခြင်းဣယာပုတ်ကိုပယ်ထားပြီးသူဖြစ်တဲ့အတွက်လျောင်းရက်တဲ့ထက်ပါမှသက်သာနိုင်တဲ့မျက်စိအစေးအတွက်ဆုံးဖြတ်ချက်ကိုပြင်ခွင့်မပေးတော့ဘူး
ဒီမျက်စိအတွက်ကြောင်းကြစိတ်ခွင့်ငါမပေးနိုင်ဘူးသာသနာတော်ရဲ့အနှစ်သာရဖြစ်တဲ့မေညာဖူညာဖြစ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရေးကိုသာငါကြောင်းကြဆက်ရမယ်ဆိုတဲ့တီတီခိုင်ခန့်တဲ့စိတ်ထားနဲ့ကြိုးစားလိုက်တဲ့အတွက်ကိလေသာအမှောင်တုကိုဖြိုခွဲဖျက်ဆီးနိုင်ခဲ့တာပါသီလဒီဟုသောမြေပေါ်မှာယက်တည်လျက်သမာဓိဒီဟုသောကြောက်ဖြာထက်မှမျက်မျက်ထက်အောင်သွေးထားတယ်ဝိပဿနာဉာဏ်တန်လျက်ဖြင့်ယုံနံဓမ္မသင်္ခါရတရားတွေကိုနေဆဒုက္ခအနတ္တလက္ခဏာဤသုံးတန်တင်ပြီးတွင်ကြီးဝိပဿနာရှုနိုင်ခဲ့တဲ့အတွက်သက္ခုပါဠမထေရဟာမိမိအကျိုးကိုမိမိလိုလားတဲ့စိတ်ထားကိုထင်ထင်ရှားရှားဖော်ပြမသွားဘူးလားထင်ထင်ရှားရှားဖော်ပြသွားတယ်ဒီလိုမိမိအကျိုးကိုမိမိဆောင်နိုင်ခဲ့ခြင်းဒီပင်လေအများအကျိုးကိုရက်ဆောင်ပြီးသားဖြစ်သွားရတယ်ဘယ်လိုဖြစ်သွားလဲကိလေသာကင်းကွာယဟန္တာမထေရမြတ်ကြီးဖြစ်လာတဲ့သက္ခုပါဠမထေရမြတ်ကြီးဟာအလူရှင်တို့ရဲ့အကျိုးကိုကြီးစွာဆောင်နိုင်တဲ့လေယာမြေကောင်းကြီးဖြစ်လာတာပဲဒါကြောင့်ဒီယုတ်ဒီနံတွေမှာထင်ရှားရှိနေတဲ့လောဘဒေါသမောဟအစရှိတဲ့အကုသိုလ်တရားစုတွေကဒီလောဘဒေါသမောဟအကုသိုလ်တရားစုတွေထင်ရှားရှိနေတဲ့သူတို့ရဲ့အကျိုးမဲ့ကိုဆောင်နှင်းပေးနေကြသလိုလောဘဒေါသမောဟမာနအစရှိတဲ့ကိလေသာတရားစုတွေရဲ့အပြစ်ကိုမြင်နေတဲ့သူတော်ကောင်းတွေမှာတော့ဒီလောဘဒေါသမောဟမာနတွေကိုပယ်တတ်ကြောင်းတရားကောင်းတွေကိုကျင့်ကြံကြိုးကိုအားထုတ်တဲ့အတွက်မတရားနိဗ္ဗာန်သို့ရောက်ရှိခြင်းဆိုတဲ့အကျိုးတရားကိုဆောင်နှင်းပေးနေတဲ့လူတွေဖြစ်လာကြတယ်ဒီနေ့တရားနာပြည့်တဲ့သူတော်ကောင်းတို့တွေလည်းမိမိတို့အကျိုးကိုမိမိတို့ဆောင်နိုင်သူတွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရတဲ့အားလုံးပဲတရားသင်ကြစို့ဧကပုညေဤအကိတိအကိတန္တရန္တိတေဧကဌာနံပိပါပောတုံသင်္စေယုဧကသမတိလောကီကဘာတဝိုက်တိုင်အနန္တဤကဘာဘုံလောကကြီးတဲ့၌ယေတတ္တာကောင်းကျိုးမကောင်းကျိုးနှမျိုးစီမံကံသာလျင်မိအကြောင်းရင်းရှိကြကုန်သောအရှင်တတ္တဝါတို့သည်ဧကပုညေဤမနောမနေကောင်းမှုရေးအရာရာမှာငါသာလျင်ရှေ့ဆုံးကားသွားမယ်ဟုစိတ်ထားမြင့်မြတ်ကုသိုလ်တတ်တို့ကြောင့်အကင်ဒီလူဘုံမှလည်းမရှင်သာတတ်ဘုံမှလည်းမနိုင်သင်မြင့်တမြင်ခေါင်ကပုံ၍အမြန်ဆုံးဖြစ်ကြရလေကုန်၏ဒီတတ္တာမြင်တမ်းကိုအာထုတ်လေရှိကြကုန်သောထိုတတ္တဝါတို့သည်တန်တာရီပြီးယုတ်တဲ့နာမကွဲလေတော့ထပ်တလဲလဲခြင်းလဲရာတန်တရားဘဝဘုံလောကကြီးတဲ့၌လီအဂေသာသမီရွှေငွေထွေထွေစည်းစိမ်ကုန်သိမ့်တင်အပ်အမြိုင်ကပင်းဇတရင်တို့နှင့်တန်တရန်တီမြို့နယ်တန်ရှင်းပြန်ပြန်သိမ့်၍ကောင်းခြင်းမျိုးစုံခြင်းလဲကြရလေကုန်၏ဒေနာထို့ကြောင့်ဗန္တိတာမိမိတို့ကိုယ်ပညာရှိဟုမှတ်ယူသူတင်သူတော်ကောင်းတို့သည်ဧကဌာနံပိမလေးဝါဖိုလေးတံနိဗ္ဗာန်ဉာဏ်လောကုတ္တရာမြင်တန်းတို့သည်ပါဘောတုံမန်တိုင်းပေါက်၍လမ်းရောက်လင်းစွာကြွတန်းဝင်ဖို့ရာဧကတမတိအမြတ်တမှုအပြတ်လို့ဖို့အထုပ်ပမာကုသိုလ်ကောင်းမှုပြပြတို့ကိုသင်စေယုံထက်တန်းကိုလက်လန်းပြီးစိတ်ထားဖြင့်ကောင်းစွာမသွေအထုတ်နိုင်ကြပါစေကုန်တည်းဣဒံမေပုံညာအတဝေခယဝံဟောတုဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုမမပုံညာဘာကံတပ္ပတ္ထာနံမောစီမိဒေတပိမိတမံပုံညာဘာကံလဗန္တုမေတပိတော်ဤဣဒံပုံညာဤနေ့ဤရ၌ပြုလုပ်ရသောကောင်းမှုကုသိုလ်သည်အာတဝေခယဝံအာတဝောတရားတို့ဤကုံရာနိဗ္ဗာန်သို့ဆောင်နိုင်သည်ဟောတုဖြစ်ပါစေတည်းမေတပိတော်ဤဣဒံပုံညာဤနေ့ဤရ၌ပြုလုပ်ရသောကောင်းမှုကုသိုလ်သည်နိဗ္ဗာန်တာနိဗ္ဗာန်သို့ရောက်ခြင်းဤပစ္စယောကြောင့်ထောက်ပံ့သည်ဟောတုဖြစ်ပါစေတည်းမမတပိတော်ဤဘုံညပါကံဤနေ့ဤရ၌ပြုလုပ်ရသောကောင်းမှုကုသိုလ်ဤဘုဗ္ဗာကကိုတပ္ပတတ္တနံခသိင်္ဂုံသောတတဝါတို့အားဘာစေမိမြပေဝေပါ၏ဒေတပိထိုတတဝါတို့သည်မေတပြည့်တော်နှင့်တမန်ထတုထမြဘုံညပါကံကောင်းမှုကုသိုလ်ဤဘုဗ္ဗာကကိုယဗန္တုရရှိကြပါစေကုန်တည်း